ဒီကနေ့မှာတော့အေယာဝတီသတင်းဌာနကရေးသားထားတဲ့တော်လှန်ရေးအင်အားစုများအိန္ဒိယကိုတတိထားဆိုတဲ့စောင်းပါးကိုတင်ဆက်ပေးပါမယ်။မြန်မာပြည်နဲ့နယ်နိမိတ်ချင်းဆက်ဆက်နေတဲ့နိုင်ငံကြီးအနက်တစ်ခုမှာအိန္ဒိယဖြစ်ပါတယ်။အိန္ဒိယအစိုးရဟာမြန်မာအရှေ့တောင်အာရှတို့နဲ့ပတ်သက်ပြီးတောင်အာရှလောက်စူးစိုက်မှုမရှိပါဘူး။သို့တော့အိန္ဒိယဟာသူ့ရဲ့ရန်ဘက်တရုတ်ကိုရင်ဆိုင်ဖို့တရုတ်ကရက်ဝန်းတဲ့လမ်းအစီအစဉ်ကိုကြေညာလာတဲ့နောက်ပိုင်းမှာမြန်မာနဲ့အရှေ့တောင်အာရှကိုတတိထားစောင့်ကြည့်လာတဲ့အရှိမြော်ဝါဒကိုကျင့်သုံးလာတာကိုတွေ့ရပါတယ်။သို့တော်လည်းအိန္ဒိယအစိုးရမှာမြန်မာနဲ့ပတ်သက်ပြီးကိုယ်ပိုင်မူဝါဒမရှိပါဘူး။မြန်မာနဲ့ပတ်သက်တဲ့တရုတ်မူဝါဒကိုတုံ့ပြန်ရန်သာမူဝါဒချမှတ်ထားပုံရပါတယ်။ဒါ့အပြင်အိန္ဒိယဟာကမ္ဘာအကြီးဆုံးဒီမိုကရေစီနိုင်ငံကြီးဟုကြွေးကြော်နေပေမဲ့လည်းကွန်ဂရက်ပါတီဩဇာကျဆင်းပြီးနောက်မျိုးသားရေးပါတီများအားကောင်းလာတာကိုတွေ့ရပါတယ်။အိန္ဒိယဟာຫນွေဦးတော်လှန်ရေးနောက်ပိုင်းမှာမြန်မာစစ်ကောင်စီကိုပုံမှန်ဆက်ဆံရေးထူထောင်ထားပါတယ်။နေပြည်တော်မှာစစ်ကောင်စီကိုတရုတ်တန်အမတ်နဲ့အပြိုင်တွေ့နေသည်မှာအိန္ဒိယတန်အမတ်ဖြစ်ပါတယ်။ထို့အတူຫນွေဦးတော်လှန်ရေးမှာပေါ်ပေါက်လာတဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင်တော်လှန်ရေးအင်အားစုများနဲ့လည်းထိတွေ့ဆက်ဆံမှုရှိပါတယ်။အိန္ဒိယနယ်စပ်ကို NUG ရခိုင်နဲ့ချင်းမကိုယ်စားလှယ်များဝင်ထွက်သွားလာခွင့်ရှိပါတယ်။တရုတ်ကဲ့သို့နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကိုပိတ်ပင်ခြင်းမရှိတဲ့ကဲ့သို့စစ်ကောင်စီကိုအတိအလင်းထောက်ခံခြင်းမြန်မာနိုင်ငံရေးအားဝင်ဆွတ်ခြင်းကိုတော့မတွေ့ရပါဘူး။ဤအချက်တက်ကိုကြည့်ရင်တရုတ်နဲ့ရှင်ကြည့်ပါကအိန္ဒိယကမစိုးဟုဆိုနိုင်ပါတယ်။သို့တော်လည်းအိန္ဒိယအစိုးရရဲ့မြန်မာနိုင်ငံမူဝါဒမှာရှင်းလင်းခြင်းမရှိပါဘူး။တရုတ်အစိုးရနဲ့လိုက်ပြိုင်ပြီးရင်ဆိုင်ထားတဲ့သဘောကိုသာတွေ့ရှိရပါတယ်။သို့တော်လည်းတရုတ်ထက်ဆိုးတဲ့အချက်လည်းရှိပါသေးတယ်။အဲ့ဒီအချက်ကတော့အိန္ဒိယဟာမြန်မာပြည်တော်လှန်ရေးလက်နက်ကင်တပ်ဖွဲ့များနဲ့ပတ်သက်ပြီးတရားလက်လွတ်ပြုတ်တက်တဲ့အကျင့်နောက်ကျောကိုဓာတ်နဲ့ထိုးသည်ဟုဆိုကြသည့်အကျင့်ရှိတဲ့အတွက်စိတ်ချလက်ချယုံကြည်၍မရခြင်းဖြစ်ပါတယ်။လက်တလောတွေ့ရတဲ့ပြဿနာတစ်ခုမှာအိန္ဒိယနယ်စပ်တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖတပ်ဖွဲ့ဝင်10ဦးအသက်ခံရတဲ့ကိစ္စဖြစ်ပါတယ်။မြန်မာနဲ့အိန္ဒိယနယ်စပ်အနီးမဏိပူရပြည်နယ်ချန်တဲခရိုင်နယူးစန်တဲကျေးရွာနဲ့မျက်နှာချင်းဆိုင်မှာမြန်မာနယ်တဲကတမူးခရိုင်ပကဖတပ်ဖွဲ့ဝင်10ဦးဟာမေလဒုတိယပတ်ထဲမှာတပ်ဖြတ်ခံခဲ့ရပါတယ်။တပ်ဖွဲ့ဝင်10ဦးကိုမဏိပူရပြည်နယ်ရဲ့နယ်စပ်လုံခြုံရေးနဲ့တောင်ကျန်းသူနှိမ်နှင်းရေးတာဝန်ယူထားတဲ့အာသန်ရိုင်ဖယ်တပ်ကပစ်ခတ်ခဲ့တယ်လို့အိန္ဒိယစစ်တပ်အပါအဝင်အိန္ဒိယသတင်းဌာနတွေကထုတ်ပြန်ဖော်ပြခဲ့ပါတယ်။အိန္ဒိယစစ်တပ်ရဲ့ထုတ်ပြန်ချက်မှာနယူးစန်တဲကျေးရွာအနီးမှာလက်နက်ကင်တချို့လှုပ်ရှားမှုရှိတဲ့အတွက်စစ်စင်ရေးတစ်ခုအနေနဲ့နှိမ်နင်းခဲ့ခြင်းဖြစ်တယ်လို့ဆိုထားပါတယ်။အိန္ဒိယစစ်တပ်ရဲ့မတ်လ15ရက်နေ့ထုတ်ပြန်ချက်နဲ့အိန္ဒိယသတင်းစာများမှာအာသန်ရိုင်ဖယ်တပ်ဖွဲ့ရဲ့ကင်းလက်အဖွဲ့တပ်ဖွဲ့ဟာလက်နက်ကင်အဖွဲ့များရဲ့လှုပ်ရှားမှုသတင်းကြောင့်မေလ14ရက်နေ့မှာစစ်စင်ရေးတစ်ခုကိုစတင်ခဲ့ပြီးစစ်စင်ရေးအတွင်းမှာတစ်ဖက်လက်နက်ကင်အဖွဲ့တွေကလည်းပြန်လည်ပစ်ခတ်ခဲ့တဲ့အတွက်ကြောင့်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီးပျောက်ကြားဝစ်စင်ထားတဲ့လူ10ဦးသေဆုံးခဲ့တယ်လို့ဆိုထားပါတယ်။သေဆုံးသူတွေကိုပျောက်ကြားယူနီဖောင်းဝတ်ထားတဲ့လက်နက်ကင်များဟုသာရည်ညွှန်းထားပါတယ်။သို့ပေမဲ့လည်းမြန်မာနိုင်ငံသားများဟုယူဆရတဲ့အတွက်ရုပ်အလောင်းတွေကိုမြန်မာတာဝန်ရှိသူတွေထံကိုလွှဲပြောင်းပေးခဲ့တယ်လို့ဆိုပေမဲ့လည်းမြည်သည့်အဖွဲ့အစည်းကဆိုသည်ကိုတော့ဖော်ပြထားခြင်းမရှိပါဘူး။စစ်စင်ရေးအတွင်းမှာ AK47 တနက်9လက် RPG လောင်ချာ1လက် M4 ကာဘိုင်1လက်တလုံးတို့ရိုင်ဖယ်၄လက်နဲ့ကြည်မျိုးစုံကိုအာသန်ရိုင်ဖယ်တပ်ကသိမ်းဆည်းရမိထားတယ်လို့သတင်းတွေမှာဖော်ပြထားပါတယ်။လက်တွေ့မြေပြင်သတင်းများအရတိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိသလိုပကဖတပ်ဖွဲ့ဝင်များတပ်စခန်းချထားတဲ့နေရာဟာလည်းမြန်မာဘက်အချမ်းမှာဖြစ်ပါတယ်။အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး NUG ရဲ့ထုတ်ပြန်ချက်နဲ့ဒေသခံများရဲ့ပြောကြားချက်အရတမုခရိုင်ပကဖအဖွဲ့ဝင်10ဦးဟာအိန္ဒိယဘက်အချမ်းမှာတိုက်ပွဲဖြစ်ပွားတဲ့အတွက်ကြာဆုံးခဲ့ခြင်းမဟုတ်ပါဘူး။ယာယီစခန်းပြောင်းရွှေ့ချထားခြင်းကိုကြိုတင်အကြောင်းကြားထားပေမဲ့လည်းမဏိပူရပြည်နယ်ချန်ဒေးခရိုင်အာသန်ရိုင်ဖယ်တရင်တစ်ကအကြောင်းပြချက်ခိုင်လုံခြင်းမရှိဘဲနဲ့ပကဖရဲဘော်များကိုဖမ်းဆီးခေါ်ဆောင်နှိပ်စက်တပ်ဖြတ်ခဲ့ခြင်းဖြစ်ပြီးတိုက်ပွဲဖြစ်ပွားခဲ့ခြင်းနဲ့မရှိကြောင်းသိရှိရပါတယ်။ဒါအပြင်ပကဖရဲဘော်အလောင်းများပြန်လည်လွှဲပြောင်းရမှာလဲပကဖရဲဘော်များကအိန္ဒိယနယ်အတွင်းကိုဝင်ရောက်ပြီးစတင်တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်နှိမ်နင်းခံရကြောင်းနောက်အိန္ဒိယဘက်မှနယ်နိမိတ်ချန်စီယိုခတ်ခြင်းကိုကန့်ကွက်မှုမပြုရန်သဘောတူပါကြောင်း PRP လက်မှတ်ထိုးစေပြီးမှအလောင်းကိုလွှဲပြောင်းပေးခဲ့ကြောင်းသိရှိရပါတယ်။နေဆက်ဒေတာသတင်းများအရပြဿနာဖြစ်ပွားတဲ့အရင်ခံဟာအိန္ဒိယဘက်မှတစ်ဖက်သက်နေဆက်ချန်စီယိုကာတဲ့ကိစ္စမှစတင်တယ်လို့သိရပါတယ်။အိန္ဒိယအစိုးရဟာနေဆက်ချန်စီယိုခတ်တဲ့အချိန်မှာနေဆက်တလျှောက်စစ်ကောင်စီကထိန်းချုပ်နိုင်ခြင်းမရှိ၍ညှိနှိုင်းမှုလည်းမရှိခဲ့ပါဘူး။
NUG PDF ကိုလည်းအစိုးရမဟုတ်တဲ့လက်နက်ကင်အဖွဲ့လို့သဘောထားပြီးဘယ်လိုညီနိုင်မှုမှမလုပ်ပဲနေဆက်တလျှောက်မှာတစ်ဖက်သက်ချင်စီရုခက်ရမှာမြန်မာဘက်အချမ်းကိုနေဆက်ကြော်ပြီးချင်စီရုခက်ခြင်းများပြုလုပ်ခဲ့ပါတယ်။အဲ့ဒီလိုပြုလုပ်ခြင်းကိုဒေသခံပကပတပ်ဖွဲ့တွေကကန့်ကွက်တဲ့အခါမှာခေါ်ယူ၍တပ်ဖြတ်ခဲ့ခြင်းဖြစ်တာကိုတွေ့ရှိရပါတယ်။တမူပကပတွေကိုတပ်ဖြတ်ပြီးပြဿနာဖြစ်ပွားပြီးနောက်ပိုင်းမှာတော့အိန္ဒိယနေဆက်ကာယံချင်းကိုမူလရထားတာထက်နောက်ဆုတ်၍ကာယံမှုပြုလုပ်တယ်လို့သိရပါတယ်။ Land Fortune လူတပ်ပွဲ1992ခုနှစ်ခန့်မှာနိုင်ငံတော်ညီဝတ်ပြည်ပြမှုတည်ဆောက်ရေးအဖွဲ့နဝတစစ်အစိုးရကိုတိုက်ခိုက်ဖို့ခိုင်ယာစာဦးဆောင်တဲ့ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ NUPA ရခိုင်တပ်တော် AA ကိုဖွဲ့စည်းခဲ့ပါတယ်။ခိုင်ယာစာဟာကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ၄နဲ့ပူးပေါင်းပြီးလူနဲ့လက်နက်တွေကိုတနင်္သာရီမှရခိုင်ကိုပင်လယ်ကိုဖျက်ပြီးပို့ဆောင်ခဲ့ကြပါတယ်။ AA ဖွဲ့စည်းပြီးနောက်မှာခိုင်ယာစာဟာအိန္ဒိယနိုင်ငံရဲ့နိုင်ငံခြားထောက်လှမ်းရေး agency တစ်ခုဖြစ်တဲ့သုတေသနနဲ့ခွဲခြမ်းစိတ်ပြရေးဌာန Research and Analysis Wing RAW မှအရာရှိများနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့ပါတယ်။1994ခုနှစ်မှာရခိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ RAW အရာရှိတွေရဲ့ဆက်ဆံရေးဟာပုံမတိုးတက်ကောင်းမွန်လာပြီးထိုအရာရှိများမှာစစ်ထောက်လှမ်းရေးအရာရှိဒုဗိုလ်မှူးကြီးဘစ်ဆွာဂျစ်စင်ဂရာဝယ်လည်းပါဝင်ခဲ့ပါတယ်။ဂရာဝယ်ဟာမြန်မာနိုင်ငံမှာမွေးဖွားခဲ့တဲ့အိန္ဒိယသားဖြစ်ပြီးမန္တလေးတက္ကသိုလ်မှာပညာသင်ကြားခဲ့သူဖြစ်တဲ့ကဲ့သို့မြန်မာဘာသာစကားကိုကျွမ်းကျင်စွာတက်မြောက်သူလည်းဖြစ်ပါတယ်။1998ခုနှစ်အစောပိုင်းမှာ AA နဲ့ KNU ထိပ်ပိုင်းခေါင်းဆောင်တွေဟာမြန်မာနိုင်ငံတောင်ပိုင်းမှာရှိတဲ့အေယာဝတီမြစ်ဝကျွန်းပေါ်ဒေသနဲ့ရခိုင်ကိုဝင်ရောက်နိုင်ဖို့ကပလီပင်လယ်ပြင်မှာအခြေစိုက်စခန်းတစ်ခုထူထောင်ရေးဆုံးဖြတ်ခဲ့ကြပါတယ်။ AA ကဒုဗိုလ်မှူးကြီးဂရာဝယ်နဲ့စကားပြောဆိုခဲ့ပြီးဂရာဝယ်က AA ကိုပထမဦးဆုံးနာကွန်ဒမ်ကျွန်းမှာအခြေစိုက်ရန်ခွင့်ပြုပေးခဲ့ပြီးတဲ့နောက်ကမ်းရိုးတမကီလိုမီတာ300ခန့်အကွာအတမန်ကျွန်းစုမြောက်ဖက်မှာရှိတဲ့လန်ဖောကျွန်းမှာအခြေစိုက်ရန်ပြောင်းလဲခွင့်ပြုပေးခဲ့ပါတယ်။ AA မှဗိုလ်မှူးကြီးစောထွန်းကိုဂရာဝယ်ကသူနဲ့အတူအိန္ဒိယစစ်တပ်လေယာဉ်နဲ့လန်ဖောကျွန်းကိုခေါ်ဆောင်သွားပြီးပြသခဲ့ပါတယ်။1998ခုနှစ်ဇွန်လမှာဂရာဝယ်က KNU နဲ့ NUPA AA ခေါင်းဆောင်များနဲ့ဘန်ကောက်မှာတွေ့ဆုံခဲ့ကြပြီးတော့1998ခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့မှာကျွန်းကိုပြောင်းရွှေ့အခြေစိုက်ဖို့ဂရာဝယ်ကသဘောတူခဲ့ပါတယ်။1998ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာတော့ NUPA AA က29ဦးနဲ့ KNU က73ဦးစုစုပေါင်း40ပါတဲ့အဖွဲ့ဟာမြန်မာနိုင်ငံတောင်ပိုင်းတနင်္သာရီကမ်းရိုးတန်းကနေတင်မော2စင်းနဲ့လန်ဖောကျွန်းကိုထွက်ခွာခဲ့ကြပါတယ်။ပင်လယ်မှာတွေ့တဲ့ထိုင်းငါးဖမ်းတင်မော2စီးကိုအခွန်ကောက်တဲ့အခါမရတဲ့အတွက်၎င်းတို့နဲ့အတူခေါ်ဆောင်သွားခဲ့ပြီးဖေဖော်ဝါရီလ10ရက်နေ့ညနေမှာလန်ဖောကျွန်းကိုရောက်ခဲ့ပါတယ်။လန်ဖောကျွန်းကိုရောက်ပြီးနောက်ဒုဗိုလ်မှူးကြီးဂရာဝယ်အပါအဝင်အိန္ဒိယစစ်တပ်မှအရာရှိများကကြိုဆိုနှုတ်ဆက်ပြီး KNU ခေါင်းဆောင်2ဦးဖြစ်တဲ့ဖတိုမူဝေးဗိုလ်ကြီးမြင့်ဆွေနဲ့ NUPA AA မှခေါင်းဆောင်4ဦးဖြစ်တဲ့ဗိုလ်ချုပ်ခိုင်ယာစာဗိုလ်မှူးကြီးစောထွန်းဗိုလ်ကြီးရန်နိုင်ဗိုလ်ကြီးလင်းစံခိုင်စုစုပေါင်း6ဦးတို့ကိုခေါ်ဆောင်သွားပြီးတဲ့နောက်ကွတ်မြတ်တပ်ဖြတ်ခဲ့ကကြံ34ဦးကိုဖမ်းဆီးထားခဲ့ပါတယ်။အဲဒီနောက်1999ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့မှာတော့အိန္ဒိယနိုင်ငံအစိုးရကာကွယ်ရေးဝန်ကြီးဌာနကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာအရှိမြောက်ဘက်မှာရှိတဲ့အိန္ဒိယခွဲထွက်ရေးသမားများကိုကူညီနေတဲ့လက်နက်အယောင်အဝယ်ပြုလုပ်တဲ့အဖွဲ့ကိုဖေဖော်ဝါရီလ17ရက်ကနှိမ်နင်းလိုက်နိုင်ကြောင်းဤသို့ဖမ်းဆီးရမှာ6ဦးသေဆုံးပြီးမော်တော်ဘုတ်4စီးလက်နက်အမြောက်အများလူ83ဦးကိုဖမ်းဆီးရမိပြီးသေဆုံးသူ6ဦးအလောင်းကိုပင်လယ်တွင်မျောပါသွားတယ်လို့ဆိုခဲ့ပါတယ်။မြန်မာနိုင်ငံမှာအလုတ်လုတ်ကင်ခဲ့တဲ့အိန္ဒိယထောက်လှမ်းရေးအရာရှိဟောင်းနဲ့ RAW လက်ထောက်အကြီးအကဲဟောင်း DB Nandi ကအိန္ဒိယစစ်တပ်ရဲ့စစ်စင်ရေးဟာရခိုင်တော်လှန်ရေးလှုပ်ရှားမှုကိုဖျက်ဆီးရန်အတိအလင်းရည်ရွယ်ထားကြောင်း2009ခုနှစ်မှာ The Guardian ကိုထုတ်ဖော်ပြောကြားခဲ့ပါတယ်။2019ခုနှစ်မှာအငိမ့်စားယူခဲ့တဲ့ဂရာဝယ်ကစစ်စင်ရေးကိုစစ်တပ်တစ်ခုတည်းကဥဆောင်လုပ်ခဲ့တာမဟုတ်ပဲအိန္ဒိယအစိုးရကခွင့်ပြုချက်ပေးခဲ့ခြင်းဖြစ်ကြောင်းဒေတာတွင်သတင်းဌာနများကိုပြောကြားခဲ့ပါတယ်။ကြံဖန်ဆီးခံခဲ့ရတဲ့ရဲဘော်34ယောက်မှာအမှုကိုစစ်ဆေးခြင်းတရားစွဲဆိုခြင်းမပြုဘဲ6နှစ်ကြာထိန်းသိမ်းခဲ့ပြီးမှ2011ခုနှစ်မေလ18ရက်နေ့မှာကလကတ္တာအကျဉ်းထောင်မှလွတ်မြောက်လာခဲ့ကြပါတယ်။ကုလသမဂ္ဂကဒုက္ခသည်များအဖြစ်သတ်မှတ်ပေးခဲ့ပြီးလူသားချင်းစာနာထောက်ထားမှုအရနယ်သာလန်နိုင်ငံမှာနေထိုင်ခွင့်ပေးခဲ့ပါတယ်။လန်ဖောကျွန်းလူသက်ပွဲမှာAA တပ်ဖွဲ့ဝင်အချို့တပ်တွေအဖြစ်ကြံနေခဲ့ပေမဲ့လည်းတမူးလူသက်ပွဲမှာတော့တယောက်မကြံလက်စဖျောက်ခြင်းခံခဲ့ရပါတယ်။မြန်မာစစ်တပ်နဲ့ပူးပေါင်းနေတဲ့အိန္ဒိယနိုင်ငံသားများအိန္ဒိယနယ်စပ်တမူးဒေသမှာအိန္ဒိယအစိုးရကိုပုံကန်နေကြတဲ့မဏိပူရမှာကသဲအဖွဲ့၄ဘွဲခန့်ရှိကြပါတယ်။အဲ့ဒီအဖွဲ့တွေထဲမှာအိန္ဒိယအစိုးရကိုပုံကန်ဖို့အတွက်မြန်မာပိုင်တမူးနယ်တွင်းမှာရက်တည်နိုင်ဖို့မြန်မာစစ်တပ်ရဲ့သတင်းပေးလုပ်ပြီးမြန်မာစစ်တပ်နဲ့ရခိုင်ကလေးကပူးပေါင်းနေကြသူများဖြစ်ပါတယ်။
အဲ့ဒီကတဲ့အားလုံးဟာအိန္ဒိယနိုင်ငံသားများဖြစ်ကြပါတယ်ယခုအဲ့ဒီကတဲ့အဖွဲ့များမှလက်နက်ကင်အင်အားစုစုပေါင်း300ကျော်ခန့်ဟာမြန်မာစစ်တပ်နဲ့ပူးပေါင်းပြီးတမှုဒေသမှာຫນွေဦးတော်လှန်ရေးအင်အားစုများကိုတိုက်ခိုက်နေတာကိုတွေ့ရပါတယ်ဒါအပြင်ချင်းပြည်နယ်မှာမြန်မာစစ်တပ်နဲ့ပူးပေါင်းတဲ့တခုတည်းသောချင်းတပ်ဖွဲ့က Zomi Revolution Organization Zomi Revolution Army ZRA ဖြစ်ပါတယ်အဲ့ဒီတပ်ဖွဲ့ရဲ့ဌာနချုပ်ကအိန္ဒိယဘက်ချမ်းမှာရှိတယ်လို့ယူဆရပါတယ်အဲ့ဒီအဖွဲ့ဟာလည်းမြန်မာစစ်တပ်နဲ့ပူးပေါင်းပြီးချင်းပြည်နယ်မှာ CDF တပ်ဖွဲ့တွေကိုတိုက်ခိုက်နေတာကိုတွေ့ရပါတယ်2025ခုနှစ်ဇွန်လ9ရက်နေ့ကတွန်းဇံမြို့နယ်အတွင်းမှာဖြစ်ပွားတဲ့တိုက်ပွဲမှာတေဆုံးခဲ့တဲ့ ZRA တပ်ဖွဲ့ဝင်များထံမှအိန္ဒိယနိုင်ငံသားကတ်များကိုသိမ်းဆည်းရမိခဲ့တာကိုတွေ့ရပါတယ်။နီကုံအိန္ဒိယဟာမြန်မာနဲ့နယ်စပ်မိုင်1600ကျော်ထိစပ်နေတဲ့နိုင်ငံကြီးတစ်နိုင်ငံဖြစ်ပြီးမလွဲတာမရှောင်တာဆက်ဆံရမယ့်နိုင်ငံဖြစ်ပါတယ်။အိန္ဒိယဟာဒီမိုကရေစီနိုင်ငံကြီးဖြစ်တယ်ဆိုပေမဲ့လည်းမြန်မာတော်လှန်ရေးအင်အားစုတွေကိုဆက်ဆံရမှာတော့မရိုးရှင်းလှပါဘူး။1998လန်ဖောလူသက်ပွဲမှာရောတမှုလူသက်ပွဲမှာပါတော်လှန်ရေးအင်အားစုတွေကိုအချို့တပ်ပေါင်းပြီးတပ်ဖြတ်ခဲ့တာကိုတွေ့ရှိခဲ့ရပြီးဖြစ်ရမှန်ကိုဖုံးကွယ်ကလိမ်လည်ပြီးတော့သတင်းထုတ်ပြန်တာကိုတွေ့ရပါတယ်။နောက်ကျောကိုဓာတ်နဲ့ထိုးတဲ့လုပ်ရမျိုးပြန်ပြင်ရခက်ခဲတဲ့အမှားမျိုးကိုကျူးလွန်လေးရှိကြတာကိုတွေ့ရပါတယ်။တို့ဖြစ်တဲ့အတွက်တော်လှန်ရေးအင်အားစုများအနေနဲ့အိန္ဒိယအစိုးရအိန္ဒိယစစ်တပ်နဲ့အိန္ဒိယထောက်လှမ်းရေးတို့ကိုအထူးသတိကြီးစွာထားပြီးဆက်ဆံရန်လိုအပ်ပါတယ်။အိန္ဒိယနဲ့မြန်မာထိစပ်နေတဲ့နယ်စပ်တစ်လျှောက်မီဇိုရမ်မဏိပူရနာဂနဲ့အရူနာချေပရာဒေ့ရှ်ပြည်နယ်၄ခုရှိပါတယ်။အိန္ဒိယကပြည်နယ်များမှာဖက်ဒရယ်အခွင့်အရေးပေးထားတဲ့အတွက်ကြောင့်ပြည်နယ်အစိုးရတွေရဲ့အဆုံးအဖြတ်လည်းအရေးပါလာပါတယ်။အိန္ဒိယနယ်စပ်မှာတွေ့ရှိရတဲ့မီဇိုရမ်နာဂအရူနာချေပရာဒေ့ရှ်ပြည်နယ်တို့နဲ့ဆက်ဆက်နေတဲ့နေရာတွေမှာပြဿနာနေပြီးမဏိပူရပြည်နယ်နဲ့ဆက်ဆက်နေတဲ့နယ်စပ်တွေမှာပဋိပက္ခဖြစ်တာကိုတွေ့ရပါတယ်။မဏိပူရပြည်နယ်မှာကတဲ့တပုံတွေဟာတမှုဒေသမှာမြန်မာစစ်တပ်နဲ့ပူးပေါင်းနေတယ်လို့မဏိပူရပြည်နယ်အတွင်းမှာလည်းလူမျိုးရေးပဋိပက္ခများပြင်းထန်နေတာကိုတွေ့ရပါတယ်။နယ်နိမိတ်ချင်းဆက်ဆက်နေတဲ့အိန္ဒိယနဲ့ဆက်ဆံရေးကိုရှောင်လွှဲ၍မရတဲ့အတွက်အိန္ဒိယအစိုးရစစ်တပ်ထောက်လှမ်းရေးတို့ကိုဆက်ဆံရန်လိုအပ်မှာဖြစ်ပေမဲ့လည်းလုံးဝပုံ၍မယုံကြည်ရဘဲအထူးသတိကြီးစွာထား၍ဆက်ဆံကြရန်လိုအပ်ပါတယ်။တိကျစွာပြောရရင်တော့အိန္ဒိယအစိုးရထိန်းချုပ်မှုအောက်မှာရှိတဲ့အာသန်ရိုင်ဖယ်တပ်နဲ့မဏိပူရပြည်နယ်အစိုးရကိုသတိကြီးစွာထား၍ဆက်ဆံရန်လိုအပ်ပါလိမ့်မယ်လို့ရေးသားထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါအဆုံးထိကြည့်ရှုခဲ့ကြတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်သတင်းကြည့်ရှုသူပြည်သူလူထုအပေါင်းစစ်မိတ်စာလက်မှအမြန်ဆုံးလွတ်မြောက်ပြီးနိုင်ငံတော်တစ်ကိုအမြန်ဆုံးတည်ဆောက်နိုင်ပါစေလို့ကျွန်တော်တို့ຫນွေဦးနရံသတင်း channel မှာဆုတောင်းလိုက်ပါတယ်ခင်ဗျာလူထုဘက်ရက်တည်ခြင်းသတင်းအစစ်အမှန်ຫນွေဦးနရံ